နှခါလေးလေးစာတင်ကြောင်းလေးပြေကြောဖို့အိတ်ကိုလေးကစိုးကြီးတဲ့မှာပညာသင်ရဲ့နဲ့အိမ်မနေမိပါပူပန်နေတော့ကလျင်တန်းချရင်ပြေးလွှာလို့ကြူကြအိမ်နေလဲမအေးစေးအပြစ်မှလဲမနှွေးထွေးလျင်တန်းချတိုင်းစိတ်တွေလေးကလေးများကြောင့်မဆင်ပြေပါမလားတွေထိုချိန်မှာဝုန်းကနေဘုံတန်ကိုချခဲ့စာတင်ကြောင့်တက်တဲ့ကိုပြစ်ချသွားပြီတဲ့ကောင်းတချကိုတချငါသာလားငိုကလေးချမိပါမြောင်အတိမကျွဲနာမလဲသေးတဲ့ကလေးတွေတွေးချောင်းစီနေရကောင်းတချကိုတချဒါငါသမီးလားပြိုကလေးချမိပါမြောင်ရှုံးမမှုကပြောဖို့စကားတော့လုံးဝမရှိပါလားတာနဲ့သမီးစာချက်တန်အခုတော့သိစိတ်သွားတမလွန်ဘုံမှာကြောင်းများတက်နေမလားခါလေးလေးစာတင်ကြောင်းလေးပြေကြောဖို့အိတ်ကိုလွဲကစိုးကြီးတဲ့မှာပြင်းညာတင်ရဲ့နဲ့အိမ်မနေမိပါဘူဝန်နေတော့ကလျင်တန်းချရင်ပြေးလွှာလို့ကြူရအိမ်နေလဲမအေးစေးအပြင်မှာလဲမနှွေးထွေးလျင်တန်းချတိုင်းစိတ်တွေလေးကလေးများကြောင့်မဆင်ပြေပါမလားတွေတို့ချိန်မှာဝုန်းကနေဘုံတန်ကိုချခဲ့စာတင်ကြောင်းတက်တဲ့ကိုပြစ်ချသွားပြီတဲ့ကောင်းတချကိုတချငါသာလားငိုကလေးချမိပါမြောင်အတိမကျွဲနာမလဲသေးတဲ့ကလေးတွေသွေးချောင်းစီနေရကောင်းတချကိုတချငါသမီးလားပြိုကလေးချမိပါမြောင်ရုံမမှုကပြောဖို့စကားတော့လုံးဝမရှိပါလားတာနဲ့သမီးစာချက်တန်အခုတော့သိစိတ်သွားတမလွန်ဘုံမှာကြောင်းများတက်နေမလားကောင်းတချကိုတချငါသာလားငိုကလေးချမိပါမြောင်အတိမကျွဲနာမလဲသေးတဲ့ကလေးတွေတွေးချောင်းစီနေရကောင်းတချကိုတချငါသမီးလားပြိုကလေးချမိပါမြောင်ရုံမမှုကပြောဖို့စကားတော့လုံးဝမရှိပါလားတာနဲ့သမီးစာချက်တန်အလုံးဝသိစိတ်သွားတမလွန်ဘုံမှာကြောင်းများတက်နေမလားတမလွန်ဘုံမှာကြောင်းများတက်နေမလားအန်ဒီယေစုကဆုဘေးစုနဲ့အများဆုံးကင်းလွတ်ပါ